မင်္ဂလာပါဆရာကြီး မင်္ဂလာပါဆရာ ဆရာနာမည်လေးသိပြစေ ကျွန်တော်နာမည်တော့ Isaac ရဖြစ်ပါတယ် ဟုတ်ကဲ့ဆရာဘယ်ဒေတာနဲ့လာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့ရပါလဲ ကျွန်တော်ကမွေးရတော့ဇာတိကပသိမ်ပေါ့နော်ရန်ကုန် ဟုတ်ကဲ့ ရန်ကုန်ကနေပဲတောင်းတက်တာပါ ဟုတ်ကဲ့ဆရာဘယ်ပညာရပ်ကိုအထူးလေ့လာခဲ့တာလဲ ကျွန်တော် theology ကိုလေ့လာခဲ့ပါတယ် ဟုတ်ကဲ့ဘယ်နှစ်နှစ်များလေ့လာရတယ်လဲ ၄နှစ်ပေါ့ ဟုတ်ကဲ့ဆိုတော့ဒီနေ့ကဘွဲရတယ်ဆိုတော့ဆရာဒီနေ့ပျော်ရွှင်မှုကဘယ်လောက်များဆရာဖြစ်နေမလဲ ပျော်ရှင်ပျော်လဲပျော်ရှင်ပါတယ်ဝမ်းလဲဝမ်းနေပါတယ်ဆိုတော့ပျော်ရှင်နေဆိုတာ၄နှစ်တောင်ပြီးသွားလို့ပေါ့နော်ဝမ်းနေတယ်ဆိုတာလေတကယ်ချင်းနဲ့ခေါ်ရလို့ ဟုတ်ကဲ့ပါဆရာကြော်ပြတ်ခဲ့ရတဲ့၄နှစ်တာကာလမှာပေါ့နော်ဆရာဘယ်လိုရင်ဆိုင်ဘယ်လိုဖြတ်တန်းဘယ်လိုစူးစမ်းခဲ့ရပါတယ်လဲ ၄နှစ်တာမှာဝမ်းနေကြရတယ်ဝမ်းသာကြရတယ်လူပဲပေါ့ ဟုတ်ကဲ့ ပြင်မနိုင်လည်းရှိမယ်လေတော်တော်ရှင်းရှင်းပါပဲဒီနေ့တော့တကယ်မရှိခက်တိုင်းခဲ့ပါ ဟုတ်ကဲ့အမတ်တရားရှိလားအမတ်တရားရှိရင်လည်းပြောပြလို့ရပါတယ် မတရားက trip တွေသွားတာပေါ့ ဟုတ်ကဲ့ တကယ်ချင်းနဲ့ခရီးထွက်ရတဲ့အချိန်တွေဆိုတာအမတရားတော့ရှိတယ် ဟုတ်ကဲ့ဆရာကျောင်းပြီးသွားတဲ့နောက်ပိုင်းမှာဆရာဘာလုပ်သွားဖို့စဉ်းစားထားပါတယ်လဲ ကျောင်းပြီးသွားအခုကျောင်းပြီးသွားပြီဆိုတော့ကျွန်တော်အခုပြန်ပြန်မှုတော်ထဲမှာပဲစိတ်ဝင်ထားမယ်သူဖြစ် Korean စာပေနဲ့ပတ်သက်တဲ့အပိုင်းပါနော်ပြီးတော့ Christian education ဘိုင်းမှာပြီးတော့အာယုစိုက်ပြီးတော့မှပြန်ဆက်ကတ်တော့ပါမယ် ဟုတ်ကဲ့ပါဆရာကျောင်းမှာကျန်နေခဲ့တဲ့ကျောင်းသူကျောင်းသားတွေရောဆရာဘယ်လိုမာစကားပါချင်လဲ ကျန်တဲ့ကျောင်းရောက်ပြီဆိုရင်ဆိုတာနဲ့ပေါ့နော် semester တိုင်းကိုပေါ့နော်ကောင်းအောင်ဖြစ်ကြော်တော့ပါလို့အမတ်တရားတွေထားခဲ့ကောင်းတဲ့အမတ်တရားတွေနဲ့ပဲပေါ့နော် semester တိုင်းကိုပြီးဆုံးအောင်တက်တော့ပါလို့မှချင် ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ် တယ်